ထိုအရာအားပြည့်ပြည့်သားသားမြင်လိုက်ရခြင်းတငယ်ချင်းနှစ်ယောက်ပါးစပ်အဟောင်းသားဖြင့်ငေး၍မောကြည့်နေမိတော့သည်ထိုကားကြီးမှာအလွန်ကြီးမားပြီးမြင့်မားတဲ့ကားတစ်စီးဖြစ်ပြီးကားတစ်စီးလုံးစပယ်ပန်းကုန်းများလည်းနေရာအနှံ့ချိတ်ဆွဲထားသည်ထို့အပြင်ဆူးရှားပြင်းထန်သောမီးရောင်စုံများမှလည်းနှိမ့်လိုက်လင်းလိုက်ဖြင့်ကားတစ်စီးလုံးအားရောင်စုံအလှဆင်လျက်ရှိသည်အရှိတကားပေါက်တွင်ကားကြီးပေါ်သို့တက်ရန်လှေကားမပါဝင်ပေအနောက်တကားပေါက်တွင်မြင့်မားသောချင်းနှင်းစုံပါရှိနေသည်ထိုအတွင်းရှိပြတင်းပေါက်များကိုလည်းကားအပြင်မှနေ၍ပြင်းများဖြင့်ပိတ်ရိုက်ထားပြီးအထဲသို့လှမ်းမမြင်ရအောင်တကားအားလုံးကိုထိုသို့တစ်သားများဖြင့်ပိတ်ထားသည်အိုဖြိုးနှင့်ထွန်းတငယ်ချင်းနှစ်ယောက်ထိုကားကြီးအားမြည်ကြည့်နေစဉ်ပင်ရင်ထူးဆန်းသောကားကြီးမှာသူတို့ဘေးမှတအေးဖြတ်သွားလျော်သည်တငယ်ချင်းနှစ်ယောက်ထိုကားကြီးကြော်တတ်သည့်တိုင်ပြန်လည်ငေးရည်ကြည့်မိတော့သည်ထိုစဉ်ကိုဖြိုးမှဟဲ့ရောက်ထွန်းမင်းကားကြီးမောင်းနေပြီတော့မမြင်ရဘူးနော်အမြင်ကြီးပဲကားတစ်စီးလုံးလည်းစပယ်ဟုံးနေနဲ့ဝိတ်နေရပဲကားကြီးကလည်းကြီးကြနဲ့အနာပြီထင်းနေကွာနော်အေးကွာထူးဆန်းနေနော်ဒီချိန်ဒီကားကြီးကဘယ်သွားလို့လဲမသိပြီးတော့မောင်းနေသူကလည်းလဲလို့ပဲတီးနဲ့ထားပါကွာမင်းကွာသွားရအောင်ငါအိတ်ချင်နေပြီကွာဒီမှာတော်တော်လေးအေးနေသွားရအောင်ကွာအေးတကယ်ချင်းနှစ်ယောက်ထိုကားကြီးအားမျက်ွယ်ပြီးတာအိမ်ပြန်၍လဲထွက်လာတော့ဒီတော်တန်ကြဟဲ့အောင်ကိုဖြူမောရီလားငါတလဲမြင်ရမှာတော်ပါပြီကွာငါပဲစနေလိုက်ပါတော့မယ်ထို့နောက်လမ်းဆောင်တွင်မိပွိုင်းနေချင်းကြောင့်ကိုဖြူမှာစပိန်နီးမှထောက်၍စပိန်အားခိတ္တရွယ်ထိုမင်းကြီးအားစောင့်ဆိုင်နေသည်ထိုစဉ်ကိုဖြိုးနှင့်ထုံအငယ်ချင်းနှစ်ယောက်ရထားသောစပိန်အနောက်သို့ကားမြောင်တစ်စီးရောက်လာသည်ထိုကားမှာရုတ်တရက်မီးတောက်လိုက်ခြင်းကြောင့်ထုံနှင့်ကိုဖြိုးချင်းကားအားနောက်လှည့်ကြည့်လိုက်သည်တစ်ဆက်တည်းမှာပင်ရှေ့သို့ပြန်လှည့်ကြည့်စဉ်စပိန်အရှိမှကိုဖြိုးမှရုတ်တရက်ထား၍အော်လေတော့သည်ဟာအမလေးရောက်ကြည်စမ်း